ကျမကအခုကျောင်းတက်နေတယ်ပေါ့နော်ဒီ Edubridge for မြန်မာကိုကျမဒီ join ဖြစ်တာကျမချင်းမှရောက်ပြီးတော့ပထမဦးဆုံးအနေနဲ့အဖွဲ့အစည်းတစ်ခုမှစပြီးဝင်ဖြစ်တာပေါ့ချင်းမှရောက်ပြီးတော့ပထမဆုံးလို့ဖြစ်တဲ့ milestone တစ်ခုပေါ့နော်ဟိုကကျမစတင်နေတယ်နောက်ကိုရိုင်းလဲကျောင်းသူတစ်ခုအနေနဲ့ကျောင်းသူတရားအနေနဲ့ကျောင်းတက်နေရပေါ့နော်ဆိုတော့ဒီအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကိုကြားလိုက်တဲ့အခါမှာဒါဒီရွှေ့ပြောင်းအလုပ်မျိုးသမီးတွေနောက်ကလေးတွေအတွက်အဓိကရည်ရွယ်တယ်ဆိုတော့ကျမကိုယ်တိုင်လည်းမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတော့အမျိုးသမီးတစ်ယောက်အနေနဲ့မျိုးသမီးတွေကိုကူညီပေးတဲ့အဖွဲ့အစည်းတစ်ခုမှာနေရာတစ်ခုပေါ့နော်တောင်းတနေရာပါဝင်ရမယ်ဆိုတာဒါဒီကောင်းမွန်တယ်ပေါ့နော်ကျမလည်းလုပ်ချင်တယ်ငါကူညီပေးနိုင်မှာပါဘောဆိုကျမစာတင်ပို့ဆီယမဖြစ်လာတယ်သူများကူညီရင်းနဲ့ဒီဟာအခြေခံပြီးဖြစ်လာဆိုအခုလည်းဒါပြန်ပြီးတော့ကိုတက်နိုင်တဲ့အရာလေးတစ်ခုပြန်ပြီး sharing လုပ်ပေးရမယ်မျိုးသမီးတယောက်ပဲဖြစ်ဖြစ်မိသားစုတစ်ခုပဲဖြစ်ဖြစ်အဆင်ပြေသွားရဆိုရင်ဒါဒီကောင်းမွန်တယ်လေနော်ကိုလည်းပီတိဖြစ်တယ်ပြီးတော့ကိုကြောင့်သူများအဆင်ပြေသွားရဆိုရင်ဒါဒီဝမ်းသာစရာပဲလေဆိုတော့ကျမဒါဒီခွင့်ရတစ်ခုဖြစ်မယ်လို့လည်းယူဆရဲဆိုတော့ကျမ join ဖြစ်သွားရပေါ့နော် Edubridge for မြန်မာကရွှေ့ပြောင်းဝင်ချမ်းပေါ့နော်အလူသမီးတွေနဲ့သူတို့နဲ့အတူတူပါလာတဲ့ကလေးတွေပေါ့နော်ကလေးတွေအတွက်အဓိကဒီပညာပေးရဲပေါ့နော်ပညာပေးရဲဖွဲ့စည်းတစ်ခုလို့ကျွန်မမြင်ပါတယ်မျိုးသမီးတွေဆိုလို့ရှိရင်သူတို့ကိုယ်တိုင်စီးပွားရေးလုပ်ချင်တယ်သူတို့အင်္ဂလိပ်စီးပွားရေးတွေရှိနေသူတို့ရဲ့တစ်ပိုင်းတစ်နိုင်ပေါ့နော်စီးပွားရေးလုပ်နေတွေကိုဒီနေ့ဖြစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုထုတ်တဲ့ product လေးပဲဖြစ်ဖြစ် service ပဲဖြစ်ဖြစ်ဒီဈေးကွက်ထဲရအောင်လို့လူသိလာအောင်လို့ဒါကိုကျွန်တော်တို့ဒီပညာသုံးပြီးတော့ကြော်ညာရမယ်ဒီပညာသုံးပြီးတော့လူသိလာအောင်လို့ကျွန်တော်လုပ်ရမယ်ပေါ့နော်အဲ့ခါမှာလိုအပ်တဲ့ skill တွေရှိနေဒီ digital skill တွေရှိနေဒီကျွန်တော်တို့ဒီ internet နဲ့ပတ်သက်တဲ့ online skills တွေရှိရပေါ့နော်အဲ့ဒါလေးတွေကိုမျိုးသမီးတွေအနေနဲ့သိသွားမှသာလင်းသူတို့သူတို့စီးပွားရေးလုပ်တဲ့အခါမှာသူတို့အဆင်ပြေနေဆိုတာကိုဒီ Edubridge အနေနဲ့သင်တန်းတွေပေးနေမျှဝေပေးနေပေါ့နော်ဒီနည်းပညာတွေနောက်ကလေးတွေပါလာမယ်ကလေးတွေအတွက်ဆိုလို့ရှိရင်ကလေးရဲ့ပညာရေးပေါ့နော်ဒီသူတို့ရွှေ့ပြောင်းလာဖြစ်တဲ့အတွက်ပညာရေးကအဆင်ပြေမသွားအောင်လို့တခုခုပေါ့ဥပမာ English လိုဟာမျိုးပေါ့လေဘာသာစကားလိုဟာမျိုးကလေးတွေကိုလည်း awareness ပေးနိုင်တယ်ဒီ education ပေါ့နော်ဆက်ပြီးပေးဖို့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းလို့မြင်တယ် scholarship ပေါ့တခြားနိုင်ငံကိုသွားပြီးတော့ပညာသင်ချင်တဲ့ကလေးတွေနောက်ဒီတက္ကသိုလ်တက်ချင်တဲ့ကလေးတွေပို့လေဒီပေါ့နော်ဒီ scholarship program ကြီးနဲ့နော် consult လုပ်ပေးမယ်ဟိုဘယ်လိုခေါ်မလဲအကြံပေးမယ်ပေါ့နော်အကြံပေးမယ်လက်ညှိုးပေးနိုင်တဲ့ဖွဲ့စည်းတစ်ခုလို့မြင်ပါတယ်အဓိကတော့အမျိုးသမီးတွေနဲ့ကလေးတွေကိုရည်ရွယ်ထားရဆိုပေမဲ့လည်းအမျိုးသားတွေလည်းပါဝင်နေမှာပဲဆိုတာဒီတနည်းအားဖြင့်အိမ်တော်တစ်ခုမှာနေတော်လကအမျိုးသမီးပေါ့လေအမျိုးသမီးတယောက်ဇနီးမယားတော်လကောင်းပေါ့လေအမျိုးသမီးတယောက်စီးပွားရေးလုပ်တဲ့လုပ်ငန်းတွေလုပ်တယ်ဆိုတာလည်းသူတို့ကြီးပဲရှိနေရမှာမဟုတ်တာရှင်အိမ်တော်တစ်ခုမှာအမျိုးသားတွေလည်းပါဝင်နေရပဲလေနော်ဆိုတော့အမျိုးသားတွေမှာလည်းသူတို့ရဲ့လုပ်ငန်းတွေသူတို့ရှိနေဆိုတော့အမျိုးသမီးတွေကတထောင်တနေရာနေဒါအိမ်စီးပွားရေးကိုကူညီပေးရဲ့ role တစ်ခုကနေယူတာဆိုတော့ကျမတို့ကအမျိုးသားတွေကိုတိုက်ရိုက်မကူညီနေတော့လက်ကောင်မကူညီနေတော့လည်းပဲအမျိုးသမီးတွေအိမ်တော်တစ်ခုမှာဒါသူတို့ရဲ့စီးပွားရေးတော်လကောင်တစ်ခုခုပေါ့အဆင်ပြေသွားရဆိုရင်အမျိုးသားတွေအနေနဲ့လည်းကောင်းမွန်တဲ့ impact တွေရလာမှာပဲလေနော်ဆိုတော့တိုက်ရိုက်မဟုတ်ရင်တော့မှဒါသွေး white တော်နည်းနဲ့ဟိုပါဝင်နေရပဲပေါ့နော်လုံးဝတသက်ကြီးဟိုတီးခြားကြီးဖြစ်နေရတော့မဟုတ်ဘူးလို့ကျွန်မယူဆပါတယ်